ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Lucky Channel လေးရနေပြီတော့ကျွန်တော်မိသားစုနေကျွန်တော်ကိုယ်ပိုင်အားလုံးပဲမင်္ဂလာပါလို့ပြန်ကြိုးစားလိုက်ပါတယ်နောက်မလာရှိသောချိန်ခါသမီးမှာကျွန်တော်ကိုယ်ပိုင်အားလုံးပဲစိတ်ချတိုင်းကိုကြိုင်ပြည့်စုံကြပါစေလို့ကျွန်တော်ကိုယ်ရနေပြီတော့ဥစွာပထမစုမကောင်တောင်းပါပြီဟာကဲဒီဗီဒီယိုဖိုင်လေးကကျွန်တော်ညနေစီတူရီပေါက်ချင်တယ်ပေါက်မှဖြစ်တော့မယ်ဆိုတဲ့ကိုယ်ပိုင်တို့အဓိကရွေးချင်းတင်ပေးတဲ့အတွက်ကြောင့်ကျွန်တော်ကိုယ်ပိုင်အားလုံးပဲညနေစီငွေထုတ်ချင်တယ်ပေါက်မှဖြစ်တော့မယ်ဆိုတော့ဗီဒီယိုဖိုင်လေးကိုအစအဆုံးလေးကြည့်ပေးပါကျွန်တော်မနက်စီ9:00ဘက်ဒီဇာတုသမားအစီအစဉ်သွားပြီးငွေထုတ်လိုက်ရပြီမိသားစုတွေအားလုံးပဲဒါကြောင့်ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးအောက်မှာဇာတုနဲ့ငွေထုတ်လိုက်ရတဲ့မိသားစုတွေပါရင်ပေါက်ကြီးလေးတွေမှန်းပြီးပါအပျော်လေးတွေမြှောက်ပေးပါညနေစီမှာငွေထပ်တော့အောင်လို့အပျော်လေးကူးဆန်မယ်မိသားစုတွေအားလုံးပဲနော်ကဲဗီဒီယိုဖိုင်လေးနဲ့ပြန်လာပြီဗျာနောက်ကျွန်တော်ရင်ရက်တွေရတာ channel မှာလည်းဒါဘန်းခံထားလေးဖြစ်နေလို့ရဗီဒီယိုဖိုင်လေးကမတင်ရဲတာကြောင့်ဒီနေ့မှဗီဒီယိုဖိုင်လေးပြန်နေပေးခြင်းဖြစ်ပါတယ်ဗီဒီယိုဖိုင်လေးကပုံမှန်တင်ပေးမှဖြစ်လို့ကျွန်တော်ကိုယ်ပိုင်အားလုံးပဲပေါင်ကနန်းလေးတွေကိုနေချင်းရလို့ခြင်းနဲ့အများနဲ့ကြည့်ပြီးစော့ခြင်းနဲ့ဆိုတော့ကျွန်တော်ရဲ့ channel subscribe မဖြစ်မနေနှိပ်ပါဗီဒီယိုဖိုင်လေးကိုပုံမှန်ကြည့်စော့ပေးပါမိသားစုတွေအားလုံးပဲငွေထုတ်ရပါလိမ့်မယ်နော်ကဲကိုယ်ပိုင်အားလုံးပဲညနေစီလာပြီညနေစီတော့အင်္ဂါနေ့ညနေနော်ကျွန်တော်21ရက်10လ2025ကျွန်တော်ညနေစီတော့ဝမ်းချင်းဒီ4-3ညဝမ်းချင်းပါ4ပိုင်း3ညပိုင်းဝမ်းချင်းကျရင်လိုက်သမားနေပြီဗီဒီယိုဖိုင်လေးစသုံးကြည့်ပါဝမ်းချင်းမကြိုက်တဲ့ကိုမကြီးကတော့ကိုကျန်းတဲ့ရကိုလို့ပါမိသားစုတွေအားလုံးပဲဝမ်းချင်းက4-3ညဝမ်းချင်း4ပိုင်း3ညပိုင်းပါနော်ဒီညနေရောက်လုံးဝငွေထုတ်ရမယ်ညနေပါပဲနော်မနက်စီကကျွန်တော်တို့ကဇာတုပတ်တီအစင်ပြေသွားပြီဇာတုပတ်တီထုတ်သွားပြီထွက်သွားပြီဇာတုပတ်တီကအစောကြီးထွက်သွားတော့ကြောင့်ဟယ်လိုညနေတော့ခဏလေးကျွန်တော်မှ view file ရောက်နေလို့ပြီးမှကျွန်တော်ဖုန်းဆက်ပြီးတနားရီခွဲလောက်နော်ဟုတ်ကဲ့ကဲညနေချင်းငွေထုတ်ခြင်းတဲ့ကိုမရအားလုံးပဲ view file လေးကိုမြင်မြင်တွေ့ပြီဆိုတာနဲ့အစဆုံးလေးကြည့်ပြပါလိုက်လက်မနေပါ view file လေးကိုအများမြင်အောင်လို့တွေ့တဲ့ဆိုင်နေရာမှာ share ပေးပါလို့ကျွန်တော်ကိုရအထူးပဲမြတ်တာရခဲ့ပါတယ်ဗျာကျွန်တော်တို့ဇာတုပတ်တီကိုအဖော်ဝင်သမားရဲ့အစိုးရထွက်သွားတော့ကြောင့်ကျွန်တော်ကြံပွဲတွေမှာဆက်ပြီးမွေးလို့ရအောင်လို့ကျွန်တော်ပတ်တီတစ်လုံးထပ်ပြီးမြတ်တာလက်ဆောင်ချပေးပါမယ်ဒါလေးကကျွန်တော် view file လေးပြီးဆုံးကနေမှာပြောပြပေးမယ်လောလောဆယ်ကျွန်တော်တို့ညနေဆိုတဲ့ဟိုအထူးဝမ်းချိန်တင်ခွန်းနဲ့ကျွန်တော်ဒီကရွှေကနာလေး၄ဘက်ကိုကျွန်တော်ထုတ်ပေးသွားမှာဖြစ်ပါတယ်မိသားစုတွေအားလုံးပဲနော်ကဲဝမ်းချင်းဒီ4-3ညဝမ်းချင်း4ပိုင်း3ညပါမှာကီလေးက916ကီအမြဲတမ်းရအမြဲတမ်းဆင်ပြေတဲ့ကီလေးက916ကီဝမ်းချင်းဒီ4-3ညဝမ်းချင်း4ပိုင်း3ညပိုင်းပါကျွန်တော်4နဲ့ပတ်သက်ပြီးတော့4နဲ့4ခွန်4ကို4-5ပါမိသားစုတွေအားလုံးပဲ4နဲ့ပတ်သက်ပြီးအဓိကထုတ်ရမယ့်ကဏ္ဍ4ကပါတော့ကျွန်တော်ကိုမိုင်းအားလုံးပဲအဓိကဝမ်းချင်းမကြက်ရဆိုမှကိုမလုံးမလေးရှင်းတော့မှ4ပါတော့ကဏ္ဍ3ညပါတော့ကဏ္ဍကိုကျွန်တော်အင်္ဂါနေ့ညနေစီကိုအဓိကဦးစားပေးဆော့ပေးပါညနေစီငွေထုတ်ရပါလိမ့်မယ်တော့ကိုမိုင်းအားလုံးပဲ4နဲ့ပတ်သက်ပြီးတော့4နဲ့4ခွန်4ကို4-5ပါ4နဲ့ပတ်သက်ပြီးအဓိကထုတ်ရမယ့်ကဏ္ဍ4ကပါတော့ကျွန်တော်က3ညနဲ့ပတ်သက်ပြီးတော့20 30 80 90ပါမိသားစုတွေအားလုံးပဲဒါ3ညနဲ့ပတ်သက်ပြီးတော့4ကွာကျွန်တော်4နဲ့ပတ်သက်ပြီး4ကွာပါတင်ခွန်လေးပြောပြပေးမယ်နော်ကိုမိုင်းအားလုံးပဲကဏ္ဍလေးကျွန်တော်အစားဆုံးခေါ်ပြပေးမယ်ပြီးရင်ကျွန်တော်တင်ခွန်လေးပြောပြီးဗီဒီယိုဖိုင်လေးရှင်းထားမယ်နော်ကဲကျွန်တော်ကီးလေးက916ကီဝမ်းချင်းဒီ4-3ညဝမ်းချင်း4ပိုင်း3ညပိုင်းပါ4နဲ့ပတ်သက်ပြီးတော့4နဲ့4ခွန်4ကို4-5ပါမိသားစုတွေအားလုံးပဲနော်3ညနဲ့ပတ်သက်ပြီးတော့20 30 80 90ပါမိသားစုတွေအားလုံးပဲနော်ကဲလာပြီ4နဲ့ပတ်သက်ပြီးတော့4တစ်အကြိုက်ဆုံးပါ9နဲ့ပတ်သက်ပြီး50အကြိုက်ဆုံး4တစ်တင်ခွက်50တင်ခွက်ပါမိသားစုတွေအားလုံးပဲဒါညနေ4:30စီတော့ပါတော့ကျွန်တော်ကိုမိုင်းအဓိကပြောချင်တာဒီညနေစီတော့ကျွန်တော်အဓိကနေတဲ့ကဏ္ဍလေးကဒီကဏ္ဍပါပဲအဓိကကြံရက်တွေအတွက်ညနေပွဲရစားပြီးကြံပွဲအတွက်ဇာတုံးမွေးဆက်ပြီးဆော့ကျင်တယ်စိတ်ဝင်စားတဲ့ကိုမိုင်းအတွက်နော်ဇာတုံးမွေးရဘလို့မွေးရမှာလဲဆိုတော့ကျွန်တော်ကိုမိုင်းထွေထူးပြောကြလို့မတင်ဘူးနော်ဇာတုံးမွေးရဇာတုံးရင်းတစ်ပြက်တာ1000ဘောနေစမွေးပြီး2000မို့3000အဲ့လိုမွေးရတာတော့မှဒီညနေဒီမနက်စီးမှာဇာတုံးမွေးထွက်သွားတော့မပေါက်လိုက်ရတဲ့ကိုမိုင်းရှိတယ်အဲ့လိုမဖြစ်ပါစေနဲ့တော့မိသားစုတွေအားလုံးပဲဟယ်လိုအော်ကျွန်တော်အဲ့ကြံရက်တဲ့ထပ်ပြီးထုတ်ပြီးတော့မယ်အန်ဒီကျွန်တော်တနားရီခွဲလောက်ဖုန်းပြန်ဆက်ပြီနော်ဟုတ်ကဲ့ကဲကိုမရအားလုံးပဲညနေစီတော့ဝမ်းချင်းဒီ4-3ညဝမ်းချင်း4ပိုင်း3ညပိုင်းမှာ4နဲ့ပတ်သက်ပြီး4တစ်အကြိုက်ဆုံး9နဲ့ပတ်သက်ပြီး50အကြိုက်ဆုံးပါဒါညနေ4:30စီတော့ကြံရက်အတွက်ပတ်တီကျွန်တော်မြစ်တာလက်ဆောင်ထပ်ပြီးထုတ်ပေးမယ်ပတ်တီလေးက6ပဲမိသားစုတွေအားလုံးပဲ9ပိုင်း9ပါတီဆက်ပြီးဆော့ပေးမယ်ဒါကျွန်တော်တို့ကကျန်တာပတိနေ့ကဖောင်းနေဆိုတော့ကျွန်တော်တို့ကအင်္ဂါနေ့ညနေစီဘရုံနေ့မနက်ညနဲ့တောက်ကြနေ့မနက်ညရှိမယ်ဒီ9ဘွဲကိုအဓိကပတ်ရပါသည်9ပတ်တီပါမိသားစုတွေအားလုံးပဲအဓိကကျွန်တော်ကမှမြစ်တာစေတနာနဲ့ကျွန်တော်လက်ဆောင်ကဏ္ဍဖြစ်တော့ကြောင့်ကျွန်တော်ကမှယုံကြည်မှကြိုက်မှဆော့ပါဒါလေးဒီကအထူးပဲเนาะကျွန်တော်ကမှရအောင်ပဲအဓိကကျွန်တော်ယုံကြည်တဲ့ကျွန်တော်ကဏ္ဍလေးပဲဆော့မယ်ဆိုတော့ကျွန်တော်အခုထုတ်ပေးတဲ့ကဏ္ဍလေးကိုဆက်ပြီးဆော့ပြီးမယ်ဒါ9ပိုင်း9ပတ်တီးကဇာတုပတ်တီးအဓိကနေတဲ့ကဏ္ဍကညနေ4:30ကျော်ကဝမ်းချင်းဒီ4-3ညဝမ်းချင်းတင်ခွက်ဒီ4တစ်တင်ခွက်50တင်ခွက်ပါเนาะကျွန်တော်ကမှရအောင်ပဲ Viber Channel မှာလည်းကျွန်တော်စာလေးရေးပြီးတင်ပေးတယ်ယခုချိန်ဒီမိတ်ဆွေက Viber Channel မှာ join ရသေးဘူးဆိုရင်ကျွန်တော် review file လေးအောင်မှာ Viber Channel လေးကိုထောက်ပေးထားပါတယ် Viber Channel မှာဖြစ်နေ join ပေးပါမိသားစုတွေအားလုံးပဲเนาะကဲကျွန်တော်ကမှအားလုံးပဲ view file လေးရှင်းထားခွင့်ပြုပါကျွန်တော်ပြောပြီးသားเนาะကြံရက်ဇာတုံးပွေး9ပတ်တီးပါ9ပိုင်း9ပတ်တီးပါမိသားစုတွေအားလုံးပဲเนาะကဲကိုမိုင်းအားလုံးပဲစိတ်တိုင်းကိုကြမှာပြည့်စုံကြပါစေကျွန်တော်ကိုရင်းနဲ့ကန်ဆက်ပြီးညနေမှာလည်း share ပေါင်းလေးထပ်မိကြပါစေကျွန်တော်စူတောင်းနေပဲကျွန်တော် view file လေးဒီမှာရှင်းအောင်ခဲ့ပြီပါအားလုံးပဲ good luck ပါเนาะညနေမှာ view file လေးနဲ့ပြန်တွေ့ကြပါမယ်အားလုံးပဲ bye ပါ